ကိုတဲ့သွားတိုက်ပြီးတော့ဖို့ညနေတော့ပေါ်လာပြီးတာ အော်ဟုတ် ကဲခလပါနော်ဟဲ့လေကဲမောင်ချက်နေဟာကြားလာပြီဟုတ်ကဲစိတ်တွေမောင်နာမှာရှိဘာလို့ဘာခါရမှမသိဘူးကဲမောင်ချစ်တယ်ကဲမောင်ချစ်တယ် ခဲဘာဖြစ်တာလဲခုဒါဘာလုပ်တာလဲတတိလေးပါလီထားပါအောင် အရင်တော်ရဲ့မောင်လို့ခေါ်ရဲကန်လေ တော့မောင်လို့ပဲခေါ်ချင်တော့အဲလဲနောက်တာ တမောင်မောင်နဲ့ဘာဖြစ်နေရလဲအခုတည်းကလည်းအမထွက်နေတကယ်ရန်ကောင်းပါလေကြည့်လို့လည်းရန်ကောင်းတယ်ဟောငိုလည်းငိုစရာလေးဖြစ်တယ်ပြီးကန်လေးလေးပါလေရန်လိုက်ပါလေဗျ နောင်တော့တမျိုးချစ်မောင်ချစ်တယ်ကဲမောင်ချစ်တယ် မင်းသူ့စီကမရတဲ့ကျင်နာမှုတွေဂရုစိုက်မှုတွေငါကျန်နေလားရှားနေရမလားထောက်ပြန်ရေးဆိုရင်လောကမှာရှိတဲ့လူတွေအကုန်လုံးသိတဲ့နေဖြစ်ကုန်ဒီတော့တကယ်မချစ်ပဲနဲ့လူလုံးလုံးနေရမလား ဒီထဲမှာတော့လုံးဝ innocent ပေါ့မဖောက်တော့ပြီးနည်းနည်းများနေဒီကတော့မခေးတို့ရဲ့ဒါတဘာပေါ့နော်တဘာနဲ့ဟိုဆွဲခေါ်သွားတဲ့အတွက်ဟိုစီနီယာတွေနဲ့အတူတူတရုပ်ဆောင်ရတဲ့အခါမှာလည်းကိုယ့်အတွက်လည်းတိတ်ပြီးတော့အရန်ကြီးမျိုး pressure မျိုးမရှိဘဲနဲ့အကောင်းမွန်တရုပ်ဆောင်လာပါတော့အဲ့မနေ့အစောကြီးအချိန်မှာကျွန်တော်တို့မြောက်တကောင်ကနေပြီးတော့ဖြတ်သွားတဲ့အဲ့တရားမဖြတ်ခင်လေးမှာကျွန်တော်အဲ့လိုနောက်ကားရှင်းမရှင်းဆိုပြီးတော့လှည့်ကြည့်လိုက်တဲ့အချိန်မှာဗတ်မှန်နေရနေပြီးတော့အဲ့လိုတော့ပါရဲ့အဲ့လိုသပင်ဖားရကြီးနဲ့လမ်းကြီးမှာဟိုကွာဖြစ်နေပေါ့နော်အဲ့လိုဗတ်မှန်ကနေလမ်းမြင်လိုက်တာကိုယ်ကနေဆိုမြင်လမ်းမြင်လိုက်ဟာငါမျက်စိမှောက်တာလားပေါ့နော်တခါမှကျွန်တော်အဲ့လိုမျိုးမမြင်ဘူးဆိုတော့အဲ့ဒီဟာလေးဆိုပါဦးဒီကောင်လေးဖြစ်နိုင်ပါတယ်ဘိုးဆိုင်ဖြစ်နိုင်ပါထောက်ထားတယ်အနောက်ကအကောင်းပဲပြောကျွန်တော်တို့ဟိုဖိတ်စာပုတ်ကလေးကမလာရင်တွေ့မယ်နော်မလာရင်ကားနဲ့တိုက်မယ်လူဘဝကြီးမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတော့ခင်ဗျားသိလားအဲ့တော့ဒီနဲ့တက်ကျွန်တော် character ထဲမှာဇံဝင်ပြီးမျက်ရည်ကျဝီဘာရဲ့ရိုက်ချက်တွေထဲမှာပညာတွေအများကြီးရပါတယ်ဟုတ်ဆက်စချင်းကတော့နည်းနည်းလေးတော့ရှိနေတာပေါ့နော်ဒါပေမဲ့လည်းဥပမာအဲ့လိုမျိုးဟိုလိုမျိုးမရှိပါဘူးဒါဟိုရင်းနှီးနှီးနဲ့ပဲပြောဆိုဆက်ဆံအောင်တကောင်ဖြစ်တဲ့အတွက်ပေါ့နော်ပြည်သက်ကြီးကိုလာရောက်ကြည့်ရှုပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ကားတော့မားနေတာကားကောင်းတကားဘာလို့ကားကောင်းတကောင်ဖြည့်တွေးပေးမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတော့ခင်ဗျားသိလားအဲ့တော့ဒီနဲ့တက်စားဗျ